ဘဝမပျော်တော့ဘူးဒီနေ့မှလည်း3000ကျော်ပဲရှိတော့တယ်ဘလို့ရှင်တန်ရမှာတော့လာတော့မကုန်သေးဘူးအစားကုန်နေပြီအကျိုးဝေးစားမယ့်ပတ်စံလုံးတော့ပါမှာပါအေး哎呦我的妈！ လာဝက်လောက်ငါဘလို့ရှင်တန်ရမှာတော့3000ကျော်နဲ့ ဘကမရှိသေး ဟိုညီမလေးနော်ငါကောင်းကပတ်စံနဲ့ထွက်လာတဲ့ထင်တယ်မသိဘူးအသုံးဖြောင်းလည်းကြီးလိုက်တာငါကြောင်တော်သေးတယ်ဆိုမှဘာမှလည်းဖုန်းဆက်တယ်အေးပြော တော့ဟာငါလေးတန်းစီကရောက်နေပြီလား မဟုတ်လားမစားတော့ပါဘူးနော်နင်ကြောက်တဲ့စားရင်စားလိုက်လေနော်ဒီတဲ့ငါမလိုက်တော့ပါဘူးနော် ဘာလို့လဲလာခဲ့ပါဒီမှာမုတ်ပြအများကြီးပဲငါဆိုင်ရှိမှာတော့ရောက် ရပြီငါမစားတော့ဒီနေ့ကောင်းနေနဲ့ကိုက်နေလို့မုတ်ရပါလေစားချစ်စိတ်တမရှိဘူးနင်ကြောက်တဲ့တော့လိုက်ပါနော်နော် အဲ့ဆိုလေအေးကောင်မငါကျွေးပြီဆိုတော့ချစ်ချင်းတန်းလာပဲကောင်မ အမလေးပူလိုက်တာမသိခဏကိုလေရေနွေးဖြူပေးထားတယ်လေဆမ်ရှိပါဆိုကောင်မလေအမပါလေအဆမ်ရှိပါဆိုမနားကြီးတယ်ကျမခေါ်နေဘာလို့ဆိုကြရလဲညီမတကယ်ချင်းနေရှိမှညီမဘလောက်ရှက်ကွဲလဲသိလားအမို့ကေပြရတယ်ပတ်စံလွဲခိုင်းပါမယ်ဆိုမဘာလို့လဲမမသိဘူးဖုန်းကလည်းကိုက်အောင်မကိုက်အောင်ဟောပြစ်တင်နေတာနေကညဘန်ထိန်မနေတာဆန်တော့ကေပေးမှလေ3000ကျော်ပဲရှိတော့တယ်နော်ခဏနေကျရင်ကျဦးအကလိုက်သွားယူအဲ့ဒါပဲစားအဲ့ဒါပဲမျိုးမရှင်တန်ရမှာဒီလာဝက်လို့တော်ပြီရေရေမချိုးမယ်ဘာမှလည်းမသိဘူးတောင်းနေရမှလည်းမဟုတ်ဘူးအမေသူက message ဆိုပြီးတွားရတယ်ရှိသေးရေးကြောင်းနဲ့စပြားမရှိတော့အမလေစပြားကုန်နေပြီစပြားလာတဲ့အောင်စမရှိဘူးဆိုလေအမခိုင်းမအများရဲ့ကိုယ့်ကိုလာယူမချူပြီးနေမှာဒီမှာကြာအမဘာရေးချူစပြားမလည်းမတွေ့ဘူးโอ้ဒါလေးတော့မတွေ့ဘူးလားမတွေ့ပါဘူး哎呦我的妈！ဒီမှာမီနာပပါယာဆော့လီမွန်ဆော့ခဏတွေးလိုက်တယ်ဟိုလီမွန်ရောင်နဲ့အဲ့ဒါလားမဟုတ်တယ်လေအဲ့မီနာပပါယာဆော့တာလီမွေးစရနေကိုပောက်တော့တာအမလည်းဒီစက်ပြားလေးကိုတွေ့တော့အဲ့လောက်ပြောစရာလို့လား ဒါပဲမလားဒါပြီးတော့မနော် အေးအဲ့ဒါငါသုံးနေရလေအဲ့ဒါတော့မသုံးနေတော့လေနင်ယူချင်နေဆိုတော့အစ်စ်ပဲ